ခင်ဗျားက boss တယောက်လားဒါမှမဟုတ် leader တယောက်လားဒီနှစ်ခုကတူတူလိုနဲ့ခွဲပြားတယ်နော်တော်တော်များများကယာရုကြည့်ရင်ခေါင်းဆောင်လို့ထင်ကြတယ်တကယ်တော့ manager ဆိုတာအလုပ်တွေကိုစနစ်တကျပြီးအောင်လုပ်တဲ့သူ leader ဆိုတာကတော့လူတွေကိုရှေ့ဆက်နိုင်အောင်လမ်းပြပေးတဲ့သူဗျဥပမာဝန်ထမ်းတယောက်က report တင်ဖို့နောက်ကျနေတယ်ဆိုပါလို့ manager တယောက်ကဘာလို့မပြီးသေးတာလဲမြန်လို့အဲ့လိုအော်ငေါ့ပြီးဖိအားပေးလိုက်တယ်ဒါပေမဲ့ leader တယောက်ကတော့အဆင်ပြေရလားဘာအခက်အခဲရှိလဲငါဘာကူညီပေးရမလဲလို့မေးပြီးတော့အဖြေရှာပေးလိုက်တယ် manager ကအလုပ်ပြီးဖို့ပဲကြည့်ပေမဲ့ leader ကတော့ဝန်ထမ်းတွေရဲ့စိတ်ကိုပါဥဆောင်နိုင်ပါတယ်ဒါကြောင့်လူတွေက leader နောက်ကိုလိုလိုလားလားလိုက်ကြတာပါကဲခင်ဗျားရဲ့အလုပ်ကမှာရော boss တွေများလား leader တွေများလားcomment မှာပြောပေးတော့ပါဗီဒီယိုကိုစောင့်ကြည့်ပြီးလို့ဒီနေ့ကနေတက်လိုက်လေးနဲ့ကျေးဇူးတင်ရှိပါတယ်မေတ္တာဖြင့်ဥဆောင်သောကောင်းဆောင်ကောင်းများဖြစ်ကြဖို့တိုက်တွန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကဦးချစ်ပါ